ကျော်ဒီနေ့ tutorial လေးမှာဆိုရင်တော့ဒီလိုမျိုး H glow တွားတဲ့ effect rectangle box လေးကိုဘယ်လိုဖန်တီးရမလဲဆိုတော့ step by step ပြပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကျော်ဒီကောင်လေးကိုကိုယ်နဲ့ဆိုင်တဲ့ content လေးတွေမှာအဆင်ပြေတယ်လို့အသုံးချနိုင်မှာဖြစ်ပါတယ်ပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်ဒီမှာ rectangle box လေးဆွဲလိုက်ပါမယ်ပြီးတော့ရင်ကျွန်တော်ဒီမှာကိုယ်စိတ်ချက်အရောင်လေးထည့်လိုက်မယ် fade ကြတော့ကျွန်တော်ဒီအရောင်လေးထည့်ထားပါတယ်stroke မှာဆိုရင်တော့အဖြူဖြော့အရောင်လေးထည့်ထားတယ်သူ့ရဲ့ width ကတော့ 0.4 ပေါ့နော်ကျွန်တော်ဒီ rectangle ကို composition အလဲပို့လိုက်မယ်ကိုအဆင်ပြေတဲ့ size လေးကစားလိုက်ပါပြီးတော့ရင်သူ့ရဲ့ roundness လေးထည့်လိုက်ပါမယ်အဲ့တော့ properties panel မှာသူ့ရဲ့ roundness ကိုကျွန်တော်30လောက်ထားလိုက်ပါမယ်ကိုအဆင်ပြေတယ်လို့ထားလို့ရပါတယ်ပေါ့နော်ကျွန်တော် setting တိုင်းလိုက်ပြီးတော့မှလုပ်စရာမလိုပါဘူးကျွန်တော်ဒီကောင်ကို baseline အဖြစ်အသုံးပြုမှာဖြစ်ပါတယ်ကျွန်တော်ဒီ glow တွက်တဲ့ effect ကိုကျွန်တော်နောက်ထပ် layer တစ်ခုအဖြစ်လုပ်ပေးရမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်ကို copy ပွားလိုက်မယ်ဒီပွားနာမည်ကိုကျတော့ H glow လို့နာမည်ပေးလိုက်ပါမယ်။ကဲကျွန်တော်ဒီ H glow layer မှာ light sweep ဆိုတဲ့ effect လေးထည့်လိုက်မယ်။ CC light sweep ပေါ့နော်။ဒါဆိုရင်ကျွန်တော်ဒီ light ဖြစ်တဲ့ effect လေးပေါ်လာပြီ။ကျွန်တော်ဒီမှာကျတော့ဒီအစွန်းလေးကိုပဲလိုချင်တာဖြစ်တယ်။အလဲအကောင်မလိုချင်ပါဘူး။အဲ့တော့ကျွန်တော်ဒီအလဲအကောင်ဖြောက်လိုက်မယ်။သူ့ရဲ့ effect control ထဲမှာ H intensity ဆိုတဲ့ကောင်ကို sorry ဒီကောင်မဟုတ်ဘူး။ sweep intensity ဆိုတဲ့ကောင်ကို0ထားလိုက်ပါ။ဒါဆိုရင်အလဲအကောင်ပျောက်သွားပြီ။ကျွန်တော်ဒီအစွန်းလေးပဲကြံမယ်ပေါ့နော်။ကျွန်တော်ဒီအစွန်းလေးရဲ့ setting ကိုလည်းလိုတယ်လို့ကစားနိုင်တယ် word ကိုတင်လိုက်မယ်ဆိုရင်ပို့ပြီးတော့မှရှည်တော့မယ်ပေါ့နော်သူ့ရဲ့ intensity ကိုကျွန်တော်ဒီမှာကစားနိုင်တယ် H thickness တွေပါကစားလို့ရပါသေးတယ်ကိုအဆင်ပြေတဲ့အထိကစားလိုက်ပါပြီးတော့ပြီဆိုရင်ကျွန်တော်ဒီ light reception ကို add အစား cut out ရွေးချယ်ပေးလိုက်ပါမယ်အဲ့လိုလုပ်ခြင်းအပြင်ကျွန်တော်ဒီ light effect လေးကတီးတန့်ခွဲထွက်သွားမှာဖြစ်ပါတယ်ဒီပုံစံလေးပါအဲ့လိုခွဲထွက်သွားပြီဆိုရင်ကျွန်တော်ဒီကောင်ကို glow effect ထည့်နိုင်ပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ layout selection ပေးပြီးတော့မှဒီ glow ဆိုတဲ့ effect လေးထည့်လိုက်မယ်အဲဒီမှာဆိုရင်တည်တက်သွားပြီပေါ့နော်တကယ်လို့ cut out မလုပ်ဘဲနဲ့ add တာထည့်ထားမယ်ဆိုရင်ဒီနောက်က background မှာ apply တက်ရောက်နေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ cut out ကိုရွေးချယ်ပေးထားဖို့လိုပါတယ်ကျွန်တော်ဒီ glow effect ကိုလည်းကိုယ်စိတ်ကြိုက်ကစားနိုင်တယ်ကျွန်တော်ဒီမှာအရင် glow နေတာဖြစ်တဲ့အတွက်ကြောင့်မို့နည်းနည်းလေး short လိုက်ပါမယ်ကျွန်တော်ဒီ glow တဲ့အရောင်ကြတော့ဒီ CC light switch ရဲ့ setting မှာပြင်နိုင်ပါတယ် light color ပေါ့နော်ကျွန်တော်ဒီမှာကိုယ်စိတ်ကြိုက်အရောင်ထည့်လို့ရပါတယ်ကျွန်တော်တော့ဒီအရောင်လေးထည့်လိုက်မယ်ဒီပုံစံလေးပေါ့နော်ကျွန်တော်ဒီကောင်ကိုဒီဘက်ကနေပြီးတော့မှရွေသွားတဲ့ effect လေးထည့်လိုက်မယ် animation ပေးပါမယ်အဲ့တော့ဘယ်ကောင် animation ပေးရမလဲဆိုတော့ direction ဆိုတဲ့ကောင်ကို animation ပေးရပါမယ်အဲ့တော့ကျွန်တော်ဒီမှာကျတော့ final keyframe တစ်ခုကျွန်တော်ဒီကောင်တစ်ပတ်ပတ်လိုက်ပါမယ်အဲ့တော့1ပေါ့နော်ဒါဆိုရင်တစ်ပတ်ပတ်သွားပြီကျွန်တော်ဒီဘက်ကိုပတ်တာမကြိုက်ဘူးပေါ့နော်ကြောင်းမြန်ပတ်ချင်တယ်အဲ့တော့ကျွန်တော်တို့ဒီကောင်ကို-1ထားလိုက်ပါမယ်။ခေတ်ဒါဆိုရင်ကျွန်တော်တို့ပြောင်းမြန်ပတ်သွားပြီပေါ့နော်။အဲ့ပုံစံလေးဖြစ်ပါတယ်။ပြီးတော့ရင်ကျွန်တော်ဒီလေမှာကိုရေးချင်တဲ့စာလေးရိုက်လိုက်ရပါပြီ။ကျွန်တော်ဒီမှာဒီ CC light switch ဆိုတဲ့ effect လေးကို easy ease လေးထားလိုက်ပါမယ်။ပို့ပြီးတော့မှ smooth ဖြစ်သွားဘူးပေါ့နော်။ဒါဆိုရင်တော့ကျွန်တော်လိုချင်တဲ့ဒီ rectangle box effect လေးနဲ့စာလေးတွေကိုရေးလို့ပြီးသွားပါပြီကျွန်တော်ဒီပုံစံလေးနဲ့ Premiere ဆန်နဲ့ content လေးတွေကိုဖန်တီးနိုင်မှာဖြစ်ပါတယ်ကျွန်တော်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ tutorial လေးတွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့ sense လေးတွေကိုကျွန်တော်ဒီ YouTube channel Facebook account တွေမှာဖော်ပြပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့ like follow တွေ subscribe တွေလုပ်ခဲ့ဖို့မမေ့ပါနဲ့ကျွန်တော်နောက်ထပ် tutorial လေးတွေမှာပြန်ပြီးတော့မှတွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်